မင်္ဂလာပါရှင်တကောင်ရမို့တရတေးဆိုစလိုက်မဲမဲတိုင်းအခုတေးဆိုစားရမို့ဖြစ်ပါတယ်ရှင်ညစဉ်ညတိုင်းဒီအချိန်မျိုးမှာပရိယေတနာဝမ်းစာကိုရှာရွှေရင်ဖို့ရင်ကုန်မလောက်စရာကာကျုကကွယ်စုံနေစွာရွှေမင်းသားရဲ့ဘဝဟာတမတာပါညစဉ်ညတိုင်းဒီအချိန်မျိုးမှာပရိယေတနာဝမ်းစာကိုရှာရွှေရင်ဖို့ရင်ကုန်မလောက်စရာကာကျုကကွယ်စုံနေစွာရွှေမင်းသားရဲ့ဘဝဟာတမတာပါမမျော်လင့်တော့ညတကောင်ရဲ့ပရိသတ်ဩဘာဒံစူစူညံ့ညံ့မင်းသားလေးရဲ့အကမှုဟန်ဝမ်းသာမဆုံးရွှေမင်းသားကာကျိုးလေးဟာမကြခင်မှာတကောင်ရမိုးကရွာကြည်လျက်နဲ့မကနိုင်ပါတကောင်ရမိုးကတဲ့တဲ့ရွာကကြည်လျက်နဲ့မကနိုင်ပါတကောင်ရမိုးကတဲ့တဲ့ရွာရွာပါစေတခါရွာချင်းတိုင်းရွာချင်းတိုင်းရွာတော်မူတကြိမ်ဆဲအောင်မှာဘယ်လိုတွေပဲခက်ခဲတွေကြုံအစိုးပြရင်တော့အကောင်းဆိုတဲ့တနေ့ကိုရောက်လာမှာပါဘယ်လိုအတားဆီးတွေဘယ်လိုအခက်ခဲတွေဘယ်လိုအတိုက်ခိုက်တွေနဲ့ကြုံလာပါစေကောင်းမွန်တဲ့အောင်မြင်တဲ့မင်းသားကောင်းလေးတစ်လက်ဖြစ်အောင်ချစ်တဲ့မိသားစုနဲ့အတူချစ်တဲ့အဖေအမေအတွက်ချစ်တဲ့ဆရာများအတွက်ကျွန်တော်ဆိုင်ရင်မို့စူးစမ်းလို့ရှေ့ဆက်သွားပါမယ်ချစ်တော်မိသားစုများခင်ဗျာညစဉ်ညတိုင်းဒီအချိန်မျိုးမှာပရိယေတနာဝမ်းစာကိုရှာရွှေရင်ဖို့ရင်ကုန်မလောက်စရာကာကျုကကွယ်စုံလင်းစွာရွှေမင်းသားရဲ့ဘဝဟာတမတာပါမမျော်လင့်တော့ညတကောင်ရဲ့ပဋိသတ်ဩဘာဒံစူစူညံ့ညံ့မင်းသားလေးရဲ့အကမှုဟန်ဝမ်းသာမဆုံးရှင်မင်းသားကကြိုးလေးဟာမကြခင်မှာတကောင်ရမိုးကရွာကကြည်လျက်နဲ့မကနိုင်ပါတကောင်ရမိုးကတဲ့တဲ့ရွာကြည်လျက်နဲ့မကနိုင်ပါတကောင်ရမိုးကတဲ့တဲ့ရွာရွာပါစေတခါရွာချင်းတိုင်းရွာချင်းတိုင်းရွာတော်မူတကြိမ်ဆဲအောင်မှာကျေးဇူးတင်ပါတယ်ရှင်ဒါမင်္ဂလာပါရှင်တက